ရန်ကုန်မန္တလေးလမ်းဟောင်းဘေးမှာလူသူအယောက်အပေါက်နဲတဲ့ရွာကလေးတစ်ရွာရှိတယ်။အဲ့ဒီရွာရဲ့အဝင်ဝညောင်ပင်အိုကြီးရဲ့အောက်တဲ့တယ်မှာတော့ရှီဟောင်းစီဒီပြက်တဆူရှိလေ။စီဒီကထုံးတင်ကန်းမကတ်ရတာကြာပြီမှုတက်နေတဲ့အမေးဆက်တီနဲ့အုတ်ရိုးဟောင်းတွေကကြောက်မဖွေရကောင်းနေတတ်တယ်။ကျွန်တော်ရွာကိုပြန်ရောက်တဲ့နေ့ကမိုးချိုခါစားရွာထိပ်ကိုဖြတ်တော့စီဒီချီရင်မှာအသက်80ကျော်လောက်ရှိမယ်အဖိုးအိုတယောက်ထိုင်နေတာကိုတွေ့လိုက်ရတယ်။ထူးဆန်းတာကအဲ့ဒီအဖိုးအိုဟာကျွန်တော်ကိုမြင်တာနဲ့ခေါင်းကိုခရမ်းပြီးလက်ညှိုးနဲ့စီဒီရဲ့အထက်ပိုင်းကိုထိုးပြတယ်။စီဒီရဲ့ရင်ပြင်တော်မှာဘထူးမှမရှိဘူး။ဒါပေမဲ့ခေါင်းလောင်းတန်တဲ့ကိုတော့လီတွေမှာကြားနေရတယ်။အဖိုးဘာကြည့်နေတာလဲလို့ကျွန်တော်မေးမိတယ်။ အဖိုးအိုကဘာမှမပြောပဲစီဒီကိုပဲစိုက်ကြည့်နေတယ်ကျွန်တော်လည်းစိတ်ထဲတစ်မျိုးဖြစ်တာနဲ့အိမ်ကိုခတ်တွတ်ပြန်လာခဲ့တယ်အိမ်ရောက်တော့အမေကိုရွာထိပ်ကအဖိုးအိုအကြောင်းပြောပြမိတော့အမေကမျက်နှာပြတ်သွားတယ်ငါသားရွာထိပ်မှာဘသူမှမနေတာကြာပြီအဲ့ဒီစီဒီဒါလည်းလွန်ခဲ့တဲ့တစ်လကမိုးချိုးပြစ်လို့ပြိုကျသွားပြီလေတဲ့ကျွန်တော်မယုံနိုင်ပဲနောက်တနေ့မနက်မှာရွာထိပ်ကိုပြန်သွားကြည့်မိတယ်ဟုတ်ပါတယ်စီဒီကတကယ်ပဲပြူကျပျက်စီးနေပြီဒါပေမဲ့ထူးဆန်းတာကပြူကျနေတဲ့အုပ်ပုံလေးကြားထဲမှာမနှင်းညကကျွန်တော်မြင်ခဲ့တဲ့အဖိုးအိုရဲ့တောင်ဝေးနဲ့တူတဲ့ဝါလုံးတစ်လုံးကိုတွေ့လိုက်ရတယ်အဲ့ဒီဝါလုံးရဲ့အဖျားမှာတော့သွေးဆူနေတဲ့ပစိုးစားတစညှိနေတယ်ညပရောက်တိုင်းအဲ့ဒီစီဒီပျက်စီးကနေလူတယောက်ရဲ့ညီးသွားတာနဲ့အတူငါကိုမြင်တာပဲမင်းငါကိုမြင်တာပဲဆိုတဲ့စကားတန်ကလီဒီမှာဝေးနေတတ်တယ်အဲ့ဒီအဖိုးကတကယ်ပဲတရေလားဒါမှမဟုတ်အုပ်ပုံနဲ့မပိတ်မိနေတဲ့လူတယောက်လားဆိုတာဘယ်သူမှမသိနိုင်တော့ဘူးအခုထိလေညပါဆိုရင်စီ